အခုကျွန်တော်တို့ကြည့်ရမယ့်ပွဲကတော့အပြင်းထန်ဆုံးပုံရှိုးရှာဖွေပွဲကြီးပဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်9ယောက်ကတော့စတူယန်မီတာ9500ကျဲတဲ့ဒီရုပ်ရှင်စတူဒီယိုကြီးထဲမှာပုံဖို့အတွက်နည်းမျိုးစုံသုံးပြီးအကျိတ်အနယ်ပြင်ဆင်နေကြတာပါ။သူတို့ဟာထိပ်တန်းမှုဆိုး2ယောက်ရဲ့အရှာဖွေကနေတနာရီတီတီပုံကွယ်နေနိုင်ရမှာပါ။ပြိုင်ပွဲဝင်နံပါတ်1ကတော့အီမာပါသူကပုံရှိုးရှာဖွေရမှာဝါရင်ပရိုတယောက်ဖြစ်ပြီးဒီပွဲဟာသူ့အတွက်တတိယအကြိမ်မြောက်ပါပဲ။အီမာရဲ့အစီအစဉ်ကတော့မှုဆိုးတွေကိုလုံးဝမထင်ထားတဲ့အရာတစ်ခုနဲ့အံ့အားသင့်သွားအောင်လုပ်ဖို့ပါပဲ။ဒါနဲ့အီမာကအမိုးပေါ်မှာပစ်ထားတဲ့အင်တာဟောင်းတစ်ခုကိုအရင်တွေ့လိုက်တယ်။အဲ့ဒီနောက်တော့အင်တာခုံဖုံးတိုင်းချမ်းပြင်ကအပေါက်ကိုချက်လိုက်တာပေါ့ပြီးတော့အင်တာခုံဖုံးကိုအပေါ်ကနေတင်လိုက်တာနဲ့အားလုံးပြီးသွားပါပြီ။သူကအင်တာခုံကိုလူသုံးများဟန်ပေါက်အောင်တောင်ဖန်တီးလိုက်ပါသေးတယ်။ပြိုင်ပွဲဝင်နံပါတ်2ကတော့ဖီဘီပါသူကအခန်းထဲမှာလက်နဲ့ပဲရေကန်တစ်ခုတိဆောက်ဖို့စီစဉ်ထားတာပါ။ဒီနီလန်းကတကယ်ကိုရိုးရှင်းလုံးပါတယ်။အရင်ဆုံးသူကရေဘူးတွေနဲ့အောက်ခံပေါင်ကိုပြုတ်လုပ်တယ်ပြီးတော့အပြင်ဘက်တစ်ခုလုံးကိုတစ်သားပြားတွေနဲ့ကားလိုက်တာပေါ့။နောက်ဆုံးအနေနဲ့အပေါ်ရန်ကိုအဖြူရောင်ကြွေပြားတလွာထပ်ကပ်လိုက်ပါတယ်။သူအထဲမှာပုံအောင်ပြီးတာနဲ့ကွက်လက်တွေကိုအမြန်ချောက်တဲ့ဘီလက်မြေတွေနဲ့အကုန်ပိတ်ဆို့လိုက်တာပါပဲ။ပြိုင်ပွဲဝင်နံပါတ်3ကတော့ Justin ပါသူကလေထဲမှာကလေးရှိတဲ့ကသမားတစ်ယောက်ပါသူကအမြင့်မှာပုံမှာပဲလုံခြုံတယ်လို့ခံစားရသူပေါ့။ဒါကြောင့်သူကတက်လေကားကိုတုံးပြီးကြော်ညာဆိုင်းပုတ်ကြီးထဲမှာပုံဖို့ကြံစီလိုက်တယ်။တပုံးပြီးတာနဲ့တယောက်ကတက်လေကားကိုမောင်းထုတ်သွားမှာပါ။မူဆိုးတွေလေကားယူလာရင်တောင်သူ့ကိုမမိနိုင်ပါဘူး။ပြိုင်ပွဲဝင်နံပါတ်4ကတော့ Jason ပါသူကချင်းတောင်းတွေပြည့်နေတဲ့ဆိုင်မိုးကိုအသုံးပြုဖို့စီစဉ်ထားပါတယ်။သူကအမိုးပေါ်မှာကြောက်စုတစ်ခုချိတ်ထားတယ်ပြီးတော့ကျိုးတွေတုံးပြီးကိုလေထဲကိုဆွဲတင်လိုက်တာပါပဲ။ပြိုင်ပွဲဝင်နံပါတ်5 Mask ကတော့ခောက်လိုက်ရင်အတန်ပွားနေတဲ့ဆိုင်ရဲ့နံရံအလွတ်တွေကိုအသုံးပြုဖို့စဉ်းစားထားတယ်။သူကလေကားအောက်ကနေရာလွတ်ကိုတစ်သားပြားတွေနဲ့ပိတ်လိုက်တယ်။အပြင်ဘက်ကနေကြည့်ရင်စာအုပ်စင်တစ်ခုလိုပဲပုံစံဖန်တီးထားတာပေါ့။တကယ်တော့အဲ့ဒီနောက်ကွယ်မှာ Mask ရဲ့လျှို့ဝှက်ပုံခိုရာနေရာရှိနေတာပါ။ပြိုင်ပွဲဝင်9ဦးလုံးပုံအောင်ပြီးစီးတာနဲ့ဒီနေ့ရဲ့ပုံရှိုးရှာဖွေပွဲကြီးတရားဝင်စတင်မှာတော့မယ်။မူဆိုးချာလီရဲ့ရှာဖွေရေးဗျူဟာကတော့ဒီတစ်ခါမှာတော့နေရာတစ်ခုလုံးကိုအရင်ဆုံးပတ်ပြီးအကြမ်းဖျင်းရှင်းလင်းဖို့ပါပဲ။ဒုတိယမှုဆိုးရောက်လာမှာပဲအသေးစိတ်စစ်ဆေးမှုတွေလုပ်တော့မှာပါ။ဟော့ရှန်ရုပ်ရှင်မျိုးရဲ့လမ်းတွေက80ပြည့်လွန်နှစ်တွေနဲ့90ပြည့်လွန်နှစ်တွေကဟောင်ကောင်မြို့လိုပဲပုံစံ